ဒါကတော့အရှေ့အာဖဂန်နစ္စတန်မှာရှိတဲ့အကြောင်းမှာထွင်းထုထားတဲ့ဗုဒ္ဓစာပေပဲဖြစ်ပါတယ်။နမောဗုဒ္ဓနမောဓမ္မောနမောစံဃောဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ဗုဒ္ဓကိုမိခိုပါတယ်။ဓမ္မကိုမိခိုပါတယ်။တန်ဃာကိုမိခိုပါတယ်ဖြစ်ပါတယ်။တေချာတစ်ခုကကြတော့ကျွန်တော်တို့မြင်နေကြဆန်စကရစ်ပုံစံပါဏိပုံစံရေးထားတာမဟုတ်တာကိုတွေ့ရှိရပါတယ်။ဒါကတော့ဆန်စကရစ်ကို Greek ဘာသာအဖြစ်ပြောင်းလဲရေးထားခြင်းဖြစ်ပါတယ်။တိတိကျကျပြောရမယ်ဆိုရင်တော့ Greco-Bactrian လို့ခေါ်ပါတယ်။ဘာဖြစ်လို့ဗုဒ္ဓဘာသာကြောင့်ရေးထားတဲ့ Greek စာကအာဖဂန်နစ္စတန်ကိုရောက်နေရလဲ။ဒါတွေအားလုံးရဲ့အစက Alexander လို့ခေါ်တဲ့ဘုရင်တစ်ပါးနဲ့သက်ဆိုင်နေပါတယ်။သူက Greek ကနေပြီးတော့အရှေ့အလယ်ပိုင်းတွေကိုဖျက်ပြီးတော့အိန္ဒိယဘက်ကိုရောက်ခဲ့ပါတယ်။သူသွားတဲ့လမ်းတစ်လျှောက်မှာ Greek စာတွေ Greek ယဉ်ကျေးမှုတွေ Greek နေထိုင်မှုတွေကိုသင်ပေးခဲ့ပါတယ်။သင်ပေးရုံလားဆိုတော့မဟုတ်ပါဘူး။ပြန်ပြီးတော့ပညာတွေရယူခဲ့ပါတယ်။ Alexander အိန္ဒိယရောက်တဲ့အချိန်မှာမြတ်စွာဘုရားပြိဋိဘံဆန်ခဲ့တာကနှစ်ပေါင်း100-150ပဲရှိပါသေးတယ်။ဗုဒ္ဓဘာသာကတော့အနည်းငယ်တိုးတက်လာပြီလို့ပြောလို့ရတယ်။ Alexander ကစစ်တိုက်တဲ့အချိန်မှာသူ့နိုင်ငံရဲ့အသွေးခေါ်ပညာရှင်ပေါင်းများစွာကိုခေါ်ဆောင်သွားခဲ့ပါတယ်။စစ်တိုက်ဖို့တော့မဟုတ်ပါဘူးတဲ့။ Greek စာပေမှာဖော်ပြခဲ့တာကတော့ Alexander နဲ့သူ့ရဲ့အသွေးခေါ်ပညာရှင်တွေကအိန္ဒိယမှာရှိတဲ့အသွေးခေါ်ပညာရှင်တွေနဲ့အချိန်များစွာကုန်ဆုံးခဲ့တယ်။စကားတွေပြောခဲ့ကြတယ်၊ညှိခုန်ခဲ့ကြတယ်လို့သိရှိရပါတယ်။အဲ့ဒီထဲကပြိတ္တအနည်းစုကဗုဒ္ဓဘာသာဝင်ဖြစ်မယ်လို့ခန့်မှန်းကြပါတယ်။အဲ့ဒီထဲမှာပီရိုဆိုတဲ့ Greek အသွေးခေါ်ပညာရှင်ကအနောက်မြောက်အိန္ဒိယနဲ့ယခုပါကစ္စတန်မှာရှိတဲ့တက်ဆီလာဆိုတဲ့မြို့မှာနှစ်ပေါင်းများစွာလောက်နေထိုင်ခဲ့ပါတယ်။အဲ့ဒီဒေတာမှာဂျီနိုဆိုဖစ်ဆိုတဲ့ဒူတွေနဲ့တွေ့ဆုံခဲ့လို့သိရှိရပါတယ်။မြန်မာလိုပြောမယ်ဆိုလို့ရှိရင်တော့အဝတ်စားမပါတဲ့ဉာဏ်ပညာရှင်တွေလို့အဓိပ္ပာယ်ရပါတယ်။သူတွေကဘယ်သူလဲဆိုတာတော့သိချမသိပါဘူး။ဗုဒ္ဓဘာသာမဟုတ်ဘဲနဲ့အိန္ဒိယမျိုးနွယ်စုဖြစ်နိုင်တယ်လို့ခန့်မှန်းကြတယ်။ဒါပေမဲ့တမိုင်းလိလာရဲ့သူတွေကတော့ဗုဒ္ဓဘာသာဝင်ဖြစ်မယ်ဆိုပြီးတော့တွေးထားကြပါတယ်။ဒီချက်ကစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်ဗျ။ဆောနာကပီရိုဆိုတဲ့သူက Greek ကိုပြန်လာတဲ့အချိန်မှာဗုဒ္ဓဘာသာနဲ့တူတဲ့အတွေးခေါ်တစ်ခုယူဆောင်လာခဲ့ပါတယ်။အဲ့ဒါကဖျားသခင်ကိုမယုံကြည်မှုနဲ့ဝေဖန်ပိုင်းခြားမှုကိုစိုင်းငယ်ထားခြင်းဖြစ်ပါတယ်။ဖိုင်ရိုတရားဝင်ပြောခဲ့တာကအရာအလုံးကိုခွဲခြားလို့မရဘူး။တိုင်းတာလို့မရဘူး။ဆုံးဖြတ်လို့မရပါဘူး။ဒါကြောင့်ငါရဲ့ထင်မြင်ချက်တွေခံစားချက်အတွေ့အထိတွေကအမှန်ကိုမပြောနိုင်ဘူး။ဒီအတွက်ကြောင့်အကြောင်းအရာတစ်ခုတွေကိုငါတို့ယုံကြည်မှုကိုပုံအောထားလို့မရဘူး။ဒါပေမဲ့ငါတို့ဖြစ်တဲ့နာကဘာဆွဲလမ်းမမရှိပဲဘယ်ဘက်မှမလိုက်ပဲနဲ့တုံလုံးမှုမရှိပဲနေသင့်ပါတယ်။လေးလာတဲ့သူတွေပြောတာကြတော့ဒီအတွေးခေါ်ကပုံမှန် Greek အတွေးခေါ်နဲ့မတူဘဲနဲ့ရှေးခေတ်ဗုဒ္ဓဘာသာအတွေးခေါ်နဲ့တူနေတာကိုတွေ့ရှိရပါတယ်။အထူးသဖြင့်ဗုဒ္ဓဘာသာဝင်နာဂါဂျာနာဆိုတဲ့လူတည်ထောင်ခဲ့တဲ့မဟာယာမကကျောင်းကအတွေးခေါ်နဲ့ဆင်တူနေပါတယ်။အဲ့ဒီကျောင်းရဲ့အဓိကသင်ကြားပေးတာကတော့လောကကြီးရဲ့တဘာဝအစစ်မှန်တွေကိုသင်ကြားပေးခြင်းဖြစ်ပါတယ်။အဲ့ဒါကိုရှင်ရတာမြန်မာလိုဆိုလို့ရှိရင်ဗလာနတ်တိလို့ခေါ်ပါတယ်။အဓိပ္ပာယ်ကကြတော့ဖြစ်တင်မှုအားလုံးကဗလာဖြစ်နေရဲ့ရှိကိုမရှိဘူးဆိုပြီးတော့ဆိုလိုခြင်းဖြစ်ပါတယ်။အဲ့ဒါကစောနာကပိုင်ရိုရဲ့အတွေးခေါ်နဲ့တော်တော်လေးကိုဆင်တူနေတာကိုတွေ့ရှိရပါတယ်။ဒါကြောင့်နီချတ်ကဖီရိုကိုဂရိရဲ့ဗုဒ္ဓဘာသာဝင်ဆိုပြီးတော့ဆိုခဲ့ပါတယ်။ လက်ဇနာရောက်လာပြီးတော့နှစ်ပေါင်းများစွာကြာပြီးတဲ့အခါမှာအဲ့ဒီဒေတာမှာဗုဒ္ဓဘာသာကျယ်ပြန့်လာခဲ့ပါတယ်။ဘာလို့ကြောင့်လဲဆိုတော့နာမည်ကြီးဆုံးဗုဒ္ဓဘာသာဘုရင်ဖြစ်တဲ့မောရိယရဲ့အာတောကကြောင့်ပဲဖြစ်ပါတယ်။268-232 BC ကာလကဖြစ်ပါတယ်။ဒါပေမဲ့သူ့ကိုအရင်တော့ဒီဇိုင်းနာမည်ကြီးတဲ့ဘုရင်ပဲထင်ခဲ့ကြတဲ့ဗုဒ္ဓဘာသာဘုရင်ပဲမသိဘူးပေါ့နော်။ဒါပေမဲ့1838ခုနှစ်မှာသူ့ရဲ့ကြောက်စာကိုတွေးရှိပြီးတော့ဗုဒ္ဓဘာသာဘုရင်ဖြစ်တယ်ဆိုတော့လူတွေကသိရှိသွားခဲ့ကြတယ်။အားလုံးသိတဲ့အတိုင်းပဲသူကဒေတာအနှံ့ပြားကိုဓမ္မတရားတွေကိုပို့ဆောင်ခဲ့တယ်။အဲ့ဒီထဲမှာစီးရီးယားဘုရင်အနာဂတ်စတူတို့အီဂျစ်ဘုရင်တိုလီမယ်လို့ထိပါဓမ္မတရားကရောက်ရှိခဲ့ပါတယ်။ဂရိမှာလည်းကြည်ကြံပြက်ပြက်ရောက်ခဲ့ပြီးတော့လူတော်များကအာတောကရဲ့ဓမ္မကိုလက်ခံကြရလို့သိရှိရပါတယ်။ပြီးတော့ဓမ္မကိုဂရိတွေကဦးစီးဘီယာလို့ခေါ်ကြရလို့သိရှိရပါတယ်။အဲ့ဒီထဲမှာနာမည်ကြီးတဲ့ဂရိဘုရင်ကတော့မနန္ဒာဖြစ်ပါတယ်။သူကဂရိရဲ့ဗုဒ္ဓဘာသာပြောင်းလဲခဲ့ပထမဆုံးဘုရင်လို့သိရှိခဲ့ရပါတယ်။နည်းနည်းရှုပ်တာကတမိုင်းမှာမရန်ဒါ2ယောက်ရှိနေပါတယ်။ပထမမရန်ဒါက165 BC ကနေပြီးတော့130 BC မှာဂရိအင်ဒိုနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ဘုရင်ဖြစ်ပါတယ်။ဒုတိယမရန်ဒါကတော့သူ့ရဲ့မြီးဖြစ်ပါတယ်။တေချာတာကတော့တယောက်ကတော့ဗုဒ္ဓစာပေထဲမှာပါနေရဗျ။အဲ့ဒီစာပေနာမည်ကမီလန်တမ်ပတ်ဟာမလန်သားရဲ့မိဂုံများလို့သိရှိရပါတယ်။ဒီစာက100 BC ဝန်းကျင်လောက်ကမှတ်တမ်းတင်ထားတယ်လို့သိရှိရပါတယ်။အဲ့ဒီထဲမှာဘုရင်မနန္ဒာနဲ့ယဟန်နဂါဆန္နာတို့ရဲ့အတွေးခေါ်ပိုင်းဆိုင်ရာအမေးဖြေတွေကိုမှတ်သားထားတာပဲဖြစ်သွားပါတယ်။မနန္ဒာကမိဂုံနေမေးပြီးတော့နဂါဆန္နာကကျွမ်းကျင်စွာနဲ့တစ်ခုချင်းစီဖြေခဲ့ပြီးတော့နောက်ဆုံးမှာမလန်ဒါကဗုဒ္ဓဘာသာဝင်တို့ပြောင်းလဲခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီဟာကိုထပ်ပြီးတက်တည်ပြပေးနေတာကတော့ရှင်ကုတ်ထာပနာတိုက်ပဲဖြစ်ပါတယ်။အဲ့ဒါကိုမြောက်ပိုင်းပါကစ္စတန်မှာတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီထဲမှာပြာရီပါပြီးတော့ရေးသားထားတဲ့စာကစာကြတူတော်ကောင်းရံပြမဟာရာဂျမီနန်ဒရာဖြစ်ပါတယ်။အဲ့ဒီချိန်မှာကျွန်တော်လှန့်သွားခဲ့ပေါ့နော်။
စကြတူတော်ကောင်းဆိုတာဘာတူလဲပေါ့ဘာတူပြောချင်တာလဲပေါ့နော်အဲ့ကျွန်တော် Google ကိုသွားရှာတယ်စကြစိတ်စကြတူတော်ကောင်းဆိုတာဂေါတမမြတ်စွာဘုရားကိုပြောနေခြင်းဖြစ်တယ်လို့ဆိုတော့ကျွန်တော်သိရှိခဲ့ရပြီနော်ဘာဖြစ်လို့ခေါ်ရဲဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့မျိုးနွယ်ကစကြမျိုးနွယ်ဖြစ်ပါတယ်ဒါကြောင့်အဲ့မျိုးနွယ်ဆိုရတူတော်ကောင်းလို့ခေါ်ခြင်းဖြစ်ပါတယ်ပေါ့နော်မြန်မာတွေကတော့စကြလို့မခေါ်ဘူးပေါ့မြန်မာတွေအဲ့စကိုတော့တလို့ခေါ်ရတဲ့အတွက်တက်ကြမျိုးနွယ်စုလို့ခေါ်ပါဗျတက်ကြမျိုးနွယ်စုရဲ့တူတော်ကောင်းပေါ့နော်ဒါပဲလားဆိုတော့မဟုတ်ပါဘူးမီနန်တာကပါကစ္စတန်မှာရှိတဲ့ Stupa ဆိုတဲ့တာနာဆောက်အုံလည်းတိစောက်ခဲ့ပါသေးရဲ့တော်များများကတော့သူ့ကိုမနန္ဒာတစ်ဖြစ်မယ်လို့ထင်ကြတယ်မီနန္ဒာမိတ်ဆက်ပေးခဲ့တဲ့ဗုဒ္ဓဘာသာကအင်ဒိုဂရိစ်မှာကျေပြန့်လာခဲ့တယ်မီနန္ဒာရဲ့သားဖြစ်သူစထရတိုကဓမ္မကဆအမည်ရှိတဲ့ဒင်းကားပြတွေကိုတွန်းလုံးခဲ့ပါတယ်တမိုင်းကိုဆက်ပြီးတွားကြည့်မယ်ဆိုလို့ရှိရင်လည်းဒင်းကားပြတွေပေါ်ထွက်လာကိုတွေ့ရှိရတယ်အဲ့ဒင်းကားတွေမှာဂရိနဖျား Zeus ပါတယ်အဲ့နားမှာဓမ္မတင်္ကေတဖြစ်တဲ့စကြလေးကိုအထင်ရှားတွေ့ရှိရမှာဖြစ်ပါတယ်ဒီမှာတင်မြတ်သွားပါဦးဂရီကိုဗုဒ္ဓဘာသာဝင်ကအမှုပညာဆန္ဒဆက်လုပ်လာကြပါတယ်အထူးသဖြင့်ဂွန်တာအခုအနောက်မြောက်ပါကစ္စတန်နဲ့အရှေ့မြောက်အာဖရိကန်နစ္စတန်မှာရှိတဲ့ဗုဒ္ဓရုပ်ထုတွေကဂရိယဉ်ကျေးမှုရောပါလာတာကိုတွေ့ရှိရပါတယ်အထူးသဖြင့်ဗုဒ္ဓကိုရည်ညွှန်းပြီးတော့တွန်းလောက်ထားရုပ်ထုတွေကဂရိအဝိစာတွေဝတ်ထားသလိုဖြစ်နေပါတယ်တချို့ပညာရှင်တွေပြောတာကတော့ဒါကဂရိလက်ရအသေးချာပဲလို့ပြောကြတယ်ဂရိကအဲ့ခေတ်တုန်းကဘပုမှာဘဒူးမှရှင်လို့မရဘူးဗျဒါပေမဲ့ငင်းခုန်နေကြတုံးပါပဲထပ်ပြီးတော့ဒီလိုမျိုးရုပ်ထုတွေကလည်းအင်ဒိုဂရိကြာဆုံးပြီးတဲ့နောက်မှာပေါ်ပေါက်လာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာဗုဒ္ဓဘာသာနဲ့ရိုမန်ယဉ်ကျေးမှုရောထားတဲ့ရုပ်ထုတွေကိုတွေ့ရှိရပါတယ်။ဥပမာဒီဟာဂျူရီစ်နဲ့ဗုဒ္ဓဘာသာကိုရောထားတဲ့ဟာလို့အလက်ဇန္ဒာလို့ရုပ်ထုတွေနဲ့ဗုဒ္ဓဘာသာရောထားတဲ့ရုပ်ထုတွေကိုတွေ့ရှိခဲ့ရပါတယ်ပေါ့နော်။ဟုတ်ကဲ့ပါဗီဒီယိုအစပိုင်းမှာပါတဲ့စကားကပါဠိစကားကိုတိုက်ရိုက် Greek Battonian စကားရေးထားခြင်းဖြစ်ပါတယ်။ကျွန်တော်အထင်နမောဗုဒ္ဓနမောတမောဆိုတဲ့ဟာကို Greek Battonian စာနဲ့မှတ်သားထားပြီးတော့အဲ့ခေတ်ကတည်းက UFET ရစေကြတာကိုတွေ့ရှိရပါတယ်။ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေ follow လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်